ကျွန်တော်စင်ကာပူမှာရောအမေရိကမှာရောနှစ်ခါကြုံရတယ်ပေါ့နော်နှစ်နိုင်ငံမှာဖြစ်နေတာနှစ်ခါကြုံရတယ်နှစ်ခါဆိုတာတော်တော်များများပြောကြပါတော့ကျွန်တော်ကစင်ကာပူနိုင်ငံရောက်တော့ဒီလိုမျိုးဗီဒီယိုတွေလုပ်တယ်စာတွေကတိတ်မတင်ဘူးဗီဒီယိုတော်တော်များများလုပ်တယ်ပေါ့နော်ဗီဒီယိုလုပ်တဲ့အချိန်မှာကျွန်တော်ကခက်ခဲတွေကိုပို့ပြီးတော့ sharing လုပ်တာများတယ်ဒုက္ခရောက်တဲ့အကြောင်းတွေအဆင်မပြေတဲ့အကြောင်းတွေအဲ့လိုမျိုးတွေလုပ်တာများတယ်အဲ့ဒါဘာဖြစ်လို့လုပ်တာလဲဆိုတော့ကျွန်တော်ဖြတ်တန်းရတဲ့အခက်အခဲတွေဒုက္ခတွေကို sharing လုပ်တော့မှနောင်လာမဲ့လူတွေကဒီဒုက္ခတွေဒီအခက်အခဲတွေကိုကြိုတင်တွေးရမယ်ကြိုတင်ဖြေရှင်းဖို့အတွက်နည်းလမ်းတွေရှာနိုင်ပြီးတော့နိုင်ငံခြားသွားတဲ့အခါမှာအဆင်ပြေပါလိမ့်နော်အဲ့လိုမျိုးကျွန်တော်စဉ်းစားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဆင်မပြေတာတွေဒုက္ခရောက်တာတွေတင်တယ်ဆိုလို့ရှိရင်တော်တော်များများလာမှန်းတာဘလို့လာမှန်းလဲဆိုလို့ရှိရင်မင်းနိုင်ငံခြားမှာအဲ့လောက်တော့အဆင်မပြေလို့ရှိရင်လည်းမြန်မာနိုင်ငံပြန်လိုက်ပါလားပေါ့နော်အဲ့လိုမျိုးတွေလာမှန်းကြတယ်အဲ့လိုမျိုးလာပြောကြတယ်ပေါ့နော်အဲ့အချိန်မှာသူတို့ကကျွန်တော်ကပြောပြတာညီးညူတာလားတကယ်ဖြတ်တန်းရတဲ့အမှန်တရားကိုပြောပြတာလားဆိုတာသူတို့မသိဘူးသူတို့အကဲသူတို့ဒါနိုင်ငံခြားမှာဆိုလို့ရှိရင်ဘယ်လိုပြောပြမလဲသိတယ်ကွာတယောက်တယောက်ဒုက္ခတွေအခက်ခဲတွေကြော်ဖြတ်ရတယ်ဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်တို့ကြော်ဖြတ်ရတလောက်အခွင့်အလမ်းတွေတိုးတက်မှုတွေအများကြီးပြင်ရတယ်ကျွန်တော်တို့ရဲ့ဘဝရတဖြည်းဖြည်းနဲ့မြင့်သွားတာတွေလို့ရှိရင်ကျွန်တော်တို့ရဲ့ next generation အတွက်တိဆောက်တဲ့ဘဝတွေကပို့ပြီးတော့ချုံးမွေသွားတာတွေအဲ့လိုမျိုးတွေအများကြီးကောင်းမွန်တဲ့ဟာတွေအများကြီးရတယ်ပေါ့နော်အဲ့တော့ဒီလို comment တွေမြန်မာပြည်ပြန်လာခဲ့ပါလားမင်းတို့အဆင်မပြေလို့ရှိရင်နိုင်ငံခြားမှာညီးညူနေနဲ့မြန်မာပြည်ပြန်လိုက်မြန်မာပြည်ပြန်လာခဲ့ဒီမှာအဆင်ပြေတယ်ပျော်စရာကြီးမီးရပြတ်လက်မီးလာလို့ရှိရင်လည်းပျော်ရတယ်အဲ့လိုမျိုးပြောရတယ်ပေါ့နော်သူတို့ကရွယ်ပြီးပြောတာလားတကယ်ပဲကိုယ်အမြင်ကပ်ပြီးပြောတာလားတော့မသိဘူးဒါပေမဲ့သူတို့တွေကိုသိစေချင်တာဒီလိုမျိုးအခက်ခဲတွေအဆင်မပြေမှုတွေကြုံတွေ့ရတာရင်ဆိုင်ရတာတွေပြောပြတော့မှနောက်တက်လာမဲ့လူတွေကနိုင်ငံခြားကိုလာမဲ့လူတွေကသူများတွေဓာတ်ပုံတွေဗီဒီယိုတွေတင်သလောက်မသားရပါလားနိုင်ငံခြားဆိုတာလူမျိုးတသားရလေးနေရတာမဟုတ်ဘဲနဲ့ဒုက္ခတွေလည်းရှိပါလားအဲ့လိုမျိုးသိသွားမှာပေါ့နော်တချို့ကကြတော့ Facebook ပေါ်မှာကိုယ်အဆင်မပြေတဲ့ဟာတွေဒုက္ခရောက်တဲ့ဟာတွေမတင်ဘူးသူတို့ဘာတွေတင်လဲဆိုလို့ရှိရင်ခရီးသွားတဲ့ဟာတွေတင်တယ်ပြီးစားတာတောက်တာတွေတင်တယ်ပြီးအင်ဂျီဝေစားလှလှလေးဝတ်တယ်ပြီးနေရာလှလှလေးသွားတယ်ဓာတ်ပုံတွေရိုက်တယ်အဲ့ဒါတွေတင်တယ်အကယ်၍အပေါ်ယံအနေနဲ့အဲ့ဒါတွေကြည့်ပြီးတော့ကျွန်တော်တို့ကအားချပြီးတော့ကျွန်တော်ကဟိုရင်တော့တေချာသိမသိတော့အဲ့လိုမျိုးနိုင်ငံခြားလူတွေဓာတ်ပုံတွေတင်တယ်နေရာတွေမှာဓာတ်ပုံတွေနဲ့ခီးသွားတဲ့ဟာတွေတင်တယ်ဆိုလို့ရှိရင်နိုင်ငံခြားလည်းကွာလိုက်တာပေါ့နော်ငါတို့နိုင်ငံနဲ့မကွာဘူးလားဆိုလို့ရှိရင်တော့ကွာပါတယ်ကွာလိုက်တာပေါ့နော်အရန်စင်ပြေတာပဲအရန်ပျော်စရာကောင်းတာပဲဆိုပြီးတော့ထင်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းအဲ့ပျော်စရာတွေရဲ့နောက်ွယ်မှာစိတ်ညစ်စရာတွေစိတ်ပြီးစီးမှုတွေအထီးကျန်မှုတွေအခက်အခဲတွေအဆင်မပြေမှုတွေအများကြီးရှိတယ်အဲ့အများကြီးကိုကကြော်ဖြတ်နိုင်သွားလို့ပျော်ရွှင်တဲ့ဘဝကိုရောက်သွားတာပေါ့နော်အဲ့လိုမျိုးနိုင်ငံခြားကိုအထင်ကြီးပြီးတော့ပျော်စရာကြီးဆိုပြီးတော့မြန်မာနိုင်ငံကနေပြီးတော့အဲ့လိုမျိုးတွေးပြီးလာတော့ဒီနိုင်ငံခြားရောက်တော့မှအဆင်မပြေမှုတွေဒုက္ခတွေကြုံလို့ရှိရင်တချို့တွေကပြန်ပြေးကြပါဘောနော်မြန်မာနိုင်ငံပြန်ပြေးကြအဲ့လိုမျိုးမဖြစ်စေချင်ချိုးရကြတော့သွားတယ်ပြီးလို့ရှိရင်ကိုချစ်သူကကြံခဲ့လို့မြန်မာနိုင်ငံကိုပြန်တော့ချိုးရကြတော့ဖေကိုတတိရလို့မေကိုတတိရလို့ဖွားကိုတတိရလို့ဘလူတတိရလို့ဒီလူတတိရလို့တငယ်ချင်းတတိရလို့ဆိုပြီးတော့ပြန်တော့ချိုးရကြတော့ငါမြန်မာနိုင်ငံမှာနေကောင်းတာနိုင်ငံခြားသူများတွေပြောတော့အဆင်ပြေတယ်ပြောကြကြီးဆိုပြီးတော့ငါသွားတယ်ပြီးတော့မှတကယ်တမ်းကြောင်ငါခလက်ရဲကြောင်အဲ့လိုမျိုးလည်းမဟုတ်ပါလားဆိုပြီးတော့စိတ်တကြအားငယ်ပြီးတော့ပြန်သွားရတဲ့လူတွေရှိတယ်ပေါ့နော်အကယ်ဒီဗီဒီယိုကြည့်နေတဲ့လူကအဲ့လိုမျိုးတွေးကြုံနေခက်ခဲတွေရင်ဆိုင်ရတယ်ပေါ့နော်နိုင်ငံခြားမှာရင်ဆိုင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment လေးမှာတစ်ချက်လောက်မှန်ခဲ့ပြီပါနောက်လူတွေလည်းသိရအောင်လို့ပေါ့နော်ကျွန်တော်တို့
ဒီနိုင်ငံသားမှာနေတဲ့လူတွေဟာအရာရာအဆင်ပြေနေရမဟုတ်ဘူးအဆင်မပြေတာလည်းရှိတယ်အကောင်းနဲ့အဆိုးနဲ့တွန်တွဲနေရတော့နေရာတိုင်းမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနိုင်ငံသားမှာနှစ်ကြာလာတယ်မြဒီခက်ခဲတွေကိုကြော်ဖြတ်နိုင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝတဖြည်းဖြည်းနဲ့အဆင်ပြေသွားရပါတော့ချောင်းမွေသွားကျွန်တော်မြန်မာနိုင်ငံမှာဘယ်လောက်ကြိုးစားဘယ်လောက်အဆင်ပြေအရန်တိုးတက်မှုလည်းတိတ်မရှိဘူးထိရောက်မှုလည်းတိတ်မရှိဘူးပေါ့နော်ရှိတယ်လူလည်းရှိကောင်းရှိနေမယ်လူနည်းစုတော့ပဲဖြစ်နေပြီပေါ့နော်ဒီနိုင်ငံမှာကျတော့ဘယ်သူမှဆိုနှစ်ကြာလာပြီဆိုလို့ရှိရင်အဆင်ပြေသွားတယ်နှစ်ကြာတယ်ဆိုတာကျွန်တော်တို့ကဒီနိုင်ငံမှာနေတာမဟုတ်ဘူးเนาะကျွန်တော်တို့နေတဲ့နိုင်ငံမှာကျွန်တော်တို့နှစ်ပေါင်းများစွာနေပြီးသွားပြီအဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံခြားမှာနေတဲ့ခဏ3-4နှစ်လောက်ကဒုက္ခတွေကိုခံပြီးသွားဆိုလို့ရှိရင်နောက်ကျန်တဲ့နှစ်တွေကရမ်းအဆင်ပြေပြီးတော့ရမ်းချောင်လဲပြီးတော့ခီးတွေလည်းသွားနိုင်တယ်ပတ်စံတွေလည်းပေါ်တီသုံးနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ comment အောက်မှာမှန်တဲ့လူတွေဒီဗီဒီယိုလေးကိုကြည့်ပေးပါကျွန်တော်တို့နိုင်ငံခြားမှာအခက်အခဲတွေကိုညီးပြတယ်ဆိုတာမဟုတ်ပါဘူးကျွန်တော်တို့အခက်အခဲတွေကိုပြောပြတာကျွန်တော်ဖြတ်တန်းခဲ့ရတဲ့ဟာတွေကို sharing လုပ်တာအဲ့ကြတော့မှကျွန်တော်တို့နောင်လာမဲ့လူတွေကသိရှိသွားမှာဒီဟာတွေကိုကြိုတင်တွေးတောပြီးတော့ပြင်ဆင်ကြရမှာလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်အဆင်ပြေတာထက်အဆင်မပြေတာတွေ sharing လုပ်တာပုံများရပါတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအများကြီးတော့ပြောကြမှမရှိပါဘူးဒီ comment တွေတွေ့လို့တစ်ချက်ဗီဒီယိုလေးလုပ်လိုက်တာအားလုံးကြည့်ရှုပေးသူအားလုံးကျေးဇူးတင်ပါတယ်